ရွာအစွန်မှာအိမ်အိုလေးတစ်လုံးရှိတယ်။အဲ့ဒီအိမ်မှာနေတဲ့သူကကိုအောင်တယောက်တည်းနေတယ်။ညတိုင်းအလုပ်ပြီးအိမ်ပြန်ရင်စားတောက်ပြီးအိပ်တက်တယ်။ဒါပေမဲ့တညမှာတော့အိပ်ပျော်နေတော့တောက်တောက်တောက်တကားခောက်တန်ကြားလိုက်ရတယ်။နာရီကြည့်တော့ည12နာရီတိတိဘသူလဲအပြင်မှာတိတ်ဆိတ်နေတယ်။ကိုအောင်တကားဖွင့်ကြည့်တော့ဘသူမှမရှိဘူး။ကြောင်ဖြစ်မယ်ဆိုပြီးပြန်အိပ်လိုက်တယ်။ဒါပေမဲ့နောက်နေ့ည12နာရီတိတိတကားထက်ခောက်တယ်။ဒီတစ်ခါတော့ပိုကျဲတယ်။တောက်တောက်တောက်ကိုအောင်စိတ်တူပြီးချက်ချင်းဖွင့်လိုက်တယ်။အပြင်မှာလူမရှိဘူး။ဒါပေမဲ့အိမ်ရှိမြေကြီးပေါ်မှာရေဆိုချေရာတွေရှိနေတယ်။ချေရာကအိမ်ထဲဝင်လာတာမဟုတ်ဘူး။အိမ်ထဲကနေအပြင်ကိုထွက်သွားတဲ့ချေရာတွေကိုအောင်ကြောအေးသွားတယ်။ငါတယောက်တည်းနေတာမဟုတ်ဘူးလား။နောက်ညသူတကားမဖွင့်တော့ဘူး။အိတ်ခမ်းထဲကနေနားထောင်နေတယ်။တောက်တောက်တကားတန်ရက်သွားတယ်။ပြီးတော့အိမ်နောက်ဘက်သတင်းပေါက်ကနေအတန်တစ်ခုမဖွင့်ဘူးလား။အတန်ကအမျိုးသမီးအတန်ကိုအောင်မလှုပ်ရဲဘူး။အတန်ကထပ်ပြောတယ်။တကားမဖွင့်ရင်ငါဝင်လာမယ်။ပြီးတော့အိမ်ရှိတကားမဖွင့်ထားပေမဲ့အိမ်ထဲကနေခြေတံကြားလာတယ်။တစ်လမ်းနှစ်လမ်းသုံးလမ်းအိတ်ခမ်းတကားရှေ့မှာရက်သွားတယ်။တိတ်ဆိတ်နေတယ်။ပြီးတော့တောက်တောက်အိတ်ခမ်းတကားကိုခောက်လာတယ်။ကိုအောင်တုံနေပြီးမဖြေဘူး။အပြင်ကအတန်ကတိုးတိုးလေးပြောတယ်။တကားဖွင့်စရာမလိုဘူး။ငါဒီခန်းထဲမှာပဲရှိနေပြီ။ကိုအောင်ဖြည်းဖြည်းနဲ့နောက်လှည့်ကြည့်လိုက်တယ်။အိတ်ခမ်းထောင်မှာရေဆိုနေတဲ့သပင်ရှည်အမျိုးသမီးတစ်ယောက်မျက်နှာမမြင်ရပဲအိယာဘေးမှာရက်ကြည့်နေတယ်။အဲ့ဒီညပြီးနောက်ရွာကလူတွေပြောတာအဲ့ဒီအိမ်ထဲမှာည12နာရီတိတိဆိုတကားခောက်တန်ကြားရတယ်တဲ့။ဒါပေမဲ့တကားဖွင့်တဲ့သူတော့မရှိတော့ဘူး။ကိုအောင်နောက်လှည့်ကြည့်လိုက်တဲ့အချိန်အိတ်ခမ်းထောက်မှာရက်နေတဲ့အမျိုးသမီးကမလှုပ်ဘူး။ရေတွေတစ်စက်ချင်းကျနေတယ်။မျက်နှာကိုသပင်နဲ့ဖုံးထားတယ်။အခန်းထဲမှာအေးဓာတ်တွေတဖြည်းဖြည်းတက်လာတယ်။ကိုအောင်အသက်တောင်မရှူရဲတော့ဘူး။ခဏကြာတော့အဲ့ဒီအမျိုးသမီးကခေါင်းနည်းမော့လာတယ်။သပင်ကြားထဲကနေအတန်တိုးတိုးထွက်လာတယ်။ငါ့ကိုမှတ်မိလား။ကိုအောင်ချက်ချင်းခေါင်းခါလိုက်တယ်။မသိဘူး။အမျိုးသမီးကမလှုပ်ပဲရက်နေတော့ပြီးတော့တလန်းအိယာဘက်လျှောက်လာတယ်။ကိုအောင်အော်ချင်ပေမဲ့အတန်မထွက်ဘူး။မျိုးသမီးကအိယာဘေးရောက်လာပြီးလက်တစ်ဖက်ဖြည်းဖြည်းမြောက်လိုက်တယ်။လက်ကဖြူဖြော့ပြီးရေဆိုနေတယ်။လက်ညှိုးနဲ့ကိုအောင်ရဲ့နောက်ဖက်နံရံကိုညွှန်ပြတယ်။ကိုအောင်ကြည့်လိုက်တော့နံရံပေါ်မှာရေဆိုစာလုံးတွေပေါ်လာနေတယ်။ရေတွင်းထဲကိုကြည့်တယ်။အဲ့ဒီစာလုံးပေါ်ပြီးတာနဲ့အမျိုးသမီးပျောက်သွားတယ်။မနေ့ရောက်တော့ကိုအောင်တညလုံးမအိပ်ခဲ့ဘူး။ဒါပေမဲ့အဲ့ဒီညမြင်ခဲ့တာအိမ်မက်မဟုတ်ဘူးဆိုတာသိလိုက်တယ်။အိတ်ခမ်းနံရံပေါ်မှာရေချောက်သွားတဲ့လက်ရာကြီးတကယ်ကျန်နေတယ်။ညနေပိုင်းရွာနောက်ဘက်ကအိမ်နောက်ကျော်ရေတွင်းစီသွားကြည့်လိုက်တယ်။အိမ်အိုကိုဝယ်တော့ကအဲ့ဒီရေတွင်းကိုဘယ်တော့မှမသုံးဘူး။မျက်ပင်တွေနဲ့ဖုံးနေတယ်။ကိုအောင်ဖုံတွေရှင်းပြီးအောက်ကိုငုံကြည့်လိုက်တယ်။အစမှာဘာမှမတွေ့ဘူး။ဒါပေမဲ့ရေမျက်နှာပြင်ပေါ်မှာသူ့မျက်နှာမဟုတ်တဲ့မျက်နှာတစ်ခုပေါ်လာတယ်။သပင်ရှိမျက်နှာဖြူဖြူပြုံးနေတယ်။ကိုအောင်နောက်ဆုတ်လိုက်ချိန်ရေတွင်းအောက်ကနေအတန်တစ်ခုကြားလိုက်ရတယ်။မနေ့ညကမင်းတကားဖွင့်ပေးလို့ကျေးဇူးတင်တယ်။ကိုအောင်အေးခဲသွားတယ်။ဘာဖြစ်လို့လဲဆိုတော့သူတကားကိုတခါမှမဖွင့်ခဲ့ဘူး။ဒါဆိုအဲ့ဒီညတကားဖွင့်ပေးခဲ့တာဘယ်သူလဲ။ကို
ကိုအောင်ရေတွင်းဘေးမှာရက်နေတုန်းအောက်ကအတန်ကထက်ကြားလာတယ်။အောက်ကိုကြည့်ကိုအောင်မကြည့်ချင်ဘူး။ဒါပေမဲ့မတိစိတ်တစ်ခုကဆွဲနေတယ်လို့ဖြစ်နေတယ်။သူဖြည်းဖြည်းချင်းရေတွင်းထဲငုံကြည့်လိုက်တယ်။ဒီတစ်ခါရေမျက်နှာပြင်မှာသူ့မျက်နှာမဟုတ်တော့ဘူး။ရေထဲမှာသူ့အိတ်ခမ်းကိုမြင်နေရတယ်။ညအချိန်မီးမိန်မိန်အိယာပေါ်မှာကိုအောင်အိတ်နေတယ်။ပြီးတော့အိတ်ခမ်းတကားရှေ့မှာနောက်ကျောပဲမြင်ရတဲ့လူတစ်ယောက်ရက်နေတယ်။တဖြည်းဖြည်းလှည့်လာတယ်။ကိုအောင်ရင်ခုန်ရက်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူကကိုအောင်ကိုယ်တိုင်ပဲတူညီတဲ့မျက်နှာတူညီတဲ့အဝတ်အစားတူညီတဲ့မျက်လုံးဒါပေမဲ့အဲ့ဒီသူကပြုံးနေတယ်။ရေထဲကကိုအောင်ကတကားဖွင့်လိုက်တယ်။တကားပြင်မှာရေဆိုနေတဲ့အမျိုးသမီးသူမကခေါင်းငုံပြီးအိမ်ထဲဝင်လာတယ်။ပြီးတော့ရေထဲကကိုအောင်ကတကားပိတ်ပြီးကင်မရာကြည့်တယ်လို့ဓာတ်ရိုက်ကြည့်လာတယ်။ပြုံးပြီးပြောတယ်။ငါကမင်းမဖွင့်ရဲတဲ့တကားတွေကိုဖွင့်ပေးတယ်။ရေမျက်နှာပြင်ရုတ်တရက်လှုပ်သွားတယ်။ကိုအောင်နောက်ဆုတ်လိုက်တယ်။ဒါပေမဲ့နောက်မှာလူတစ်ယောက်ရက်နေတယ်။အသက်ရှူသံတိုးတိုးကြားရတယ်။သူလှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူး။ဒါပေမဲ့မြေကြီးပေါ်မှာရေဆိုးချေရာနှစ်စုံတစ်စုံကရေတွင်းထဲကနေအပြင်ထွက်လာတယ်။နောက်တစ်စုံကကိုအောင်အိမ်ဘက်ကိုပြန်လျှောက်သွားတယ်။အဲ့ဒီညကိုအောင်အိမ်ပြန်ရောက်တော့တကားဖွင့်ထားပြီးသားအိမ်ထဲဝင်လိုက်တယ်။အရာအလုံးပုံမှန်ပဲ။ဒါပေမဲ့နံရံပေါ်မှာစာတစ်ကြောင်းရေးထားတယ်။ဒီညတကားကိုမခောက်တော့ဘူး။အောက်မှာငါအိမ်ပြန်ရောက်နေပြီ။ကိုအောင်ဖြည်းဖြည်းနဲ့မှန်ဘက်ကြည့်လိုက်တယ်။မှန်ထဲမှာသူတယောက်တည်းမဟုတ်ဘူး။နောက်မှာတခြားကိုအောင်တယောက်ရက်ပြီးပြုံးနေတယ်။